laptop တစ်လုံးဝယ်တော့မယ်ဒါပေမဲ့ laptop အကြောင်းမသိဘူးဆိုလို့ရှိရင်မိတ်ဆွေတို့ laptop ကိုမှားပြီးတဲ့အခါကျတော့ဝယ်မိလိုက်ပါတယ်ဒါကြောင့်မို့လို့ဒီနေ့မှာ laptop တစ်လုံးဝယ်တော့မယ်ဆိုလို့ရှိရင်ဘယ်ဟာတွေကိုကြည့်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့စိတ်ဝင်စားလို့ရှိရင်အဆုံးလေးလိုက်ကြည့်ပါ laptop တစ်လုံးကိုစဝယ်တော့မယ်ဆိုလို့ရှိရင်အရေးအကြီးဆုံးအချက်တစ်ချက်ပဲရှိပါတယ်အဲ့ဒါကတော့မိတ်ဆွေတို့ laptop ကိုဘာအတွက်သုံးမလဲဆိုတာပဲဖြစ်ပါတယ်ဥပမာကိုက office work တွေအတွက်ပဲလားပြီးတဲ့အခါ online class တွေအတွက်ပဲလားဒါမှမဟုတ် heavy ဖြစ်တဲ့ test တွေကိုလုပ်မှာလားကျွန်တော်တို့ game တွေကိုဆော့မှာလားအပေါ်မူတည်ပြီးတဲ့အခါကျတော့ကိုဝယ်တဲ့ laptop specification တွေကပြောင်းလဲသွားမှာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ဒီဗီဒီယိုမှာကျွန်တော်အပိုင်း၃ပိုင်းခွဲပြီးတဲ့အခါကျတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမအပိုင်းကတော့ကျွန်တော်တို့ basic use အတွက်ရယ်ဒုတိယအပိုင်းကတော့ကျွန်တော်တို့ normal use အတွက်ရယ်ပြီးတဲ့အခါကျတော့တတိယအပိုင်းကတော့ကျွန်တော်တို့ high end use အတွက်တွေပါ okay ဆိုတဲ့အခါကျွန်တော်တို့ပထမအပိုင်းကနေစလိုက်ကြအောင်ပါဆိုတော့ basic use အတွက်သုံးမယ်ဥပမာကျွန်တော်တို့ Facebook တို့ YouTube တို့ပြီးတဲ့အခါကျတော့ Word တို့ Excel တို့ပြီးတော့ကျွန်တော်တို့ Zoom တို့ပြီးတဲ့အခါကျတော့ကျွန်တော်တို့ Google Meet တို့ Microsoft Teams တို့သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ budget လည်းအများကြီးမသုံးချင်သေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ CPU အနေနဲ့ကကျွန်တော်တို့ Core i3 ကိုမှကျွန်တော်တို့တွဲချံဒါမှမဟုတ်13ချံဒါမှမဟုတ် Ryzen 3ကိုမှကျွန်တော်တို့9000 series ဒါမှမဟုတ်ကျွန်တော်တို့9000 series ကိုကျွန်တော်တို့အသုံးပြုလို့ရပါတယ် RAM အနေနဲ့ကတော့ကျွန်တော်တို့တကယ်ထွေတာခြင်းနဲ့ဆိုလို့ရှိရင်ကတော့ကျွန်တော်တို့8GB ကိုသုံးပါဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ကျွန်တော် 16GB ကိုပဲကျွန်တော်အကြံပေးချင်ပါတယ် storage အနေနဲ့ကတော့ကျွန်တော်တို့အနေနဲ့ဘာမှများများဆဆသိမ်းမှာမဟုတ်ဘူးဆိုလို့ရှိရင် SSD ကိုမှ 256GB ကိုသုံးဖို့အကြံပေးပါတယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ 256GB နေတယ်ကျွန်တော်တို့လုံလောက်ပါတယ်ဆိုတော့ GPU အနေနဲ့ကတော့ကျွန်တော်တို့ integrated GPU ကတော့ကျွန်တော်တို့လုံလောက်ပါတယ်ကျွန်တော်အကြံပေးခြင်းတဲ့ model တွေကတော့ကျွန်တော်တို့ Lenovo မှာ IdeaPad 3တို့ပြီးတဲ့အခါကျတော့ Acer မှာကျွန်တော်တို့ Inspire 3တို့ပြီးတဲ့အခါကျတော့ကျွန်တော်တို့ Asus VivoBook တို့ကိုကျွန်တော်အကြံပေးပါတယ် Okay ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒုတိယအပိုင်းလေးစလိုက်ကြအောင်ပါဆိုတော့မိတ်ဆွေတို့က normal use ပေါ့နော်ကျွန်တော်တို့ဒီ basic step မြင်တဲ့ software လေးတွေသုံးညတဲ့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ graphic design တို့ပြီးတဲ့အခါကျွန်တော်တို့ video editing တို့ပြီးတဲ့အခါကျတော့ကျွန်တော်တို့ programming တို့ပြီးတဲ့အခါကျွန်တော်တို့ Valorant လိုမျိုး game လေးအသေးစားလေးတွေကိုစော့ကြတယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့CPU အနေနဲ့ကတော့ကျွန်တော်ဒီ Intel ရဲ့ Core i5 ကိုမှကျွန်တော်တွဲချံဒါမှမဟုတ်13ချံဒါမှမဟုတ်14ချံ recommend ပေးပါတယ် Ryzen အနေနဲ့ဆိုလို့ရှိရင်လည်း Ryzen 5ကိုမှကျွန်တော်9000 series ဒါမှမဟုတ်9000 series ကိုကျွန်တော် recommend ပေးပါတယ် RAM အနေနဲ့ကတော့ဒီလိုမျိုး normal use သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ 16GB ကတော့ကျွန်တော်တို့မဖြစ်မနေလိုအပ်ပါတယ် storage အနေနဲ့ကတော့ကျွန်တော်တို့ SSD ကိုမှ 512GB လောက်ဆိုလို့ရှိရင်ကျွန်တော်တို့လုံလောက်ပါတယ်အဲ့ထပ်ပို့ပြီးတဲ့အခါကျတော့ကျွန်တော်တို့ data တွေသိမ်းနေတယ်ဆိုလို့ရှိရင်ကတော့ကျွန်တော်တို့ hard disk ဒါမှမဟုတ်နောက်ထပ် SSD တစ်ချောင်းနဲ့ထပ်ပြီးတဲ့အခါကျတော့စိုက်လို့ရပါသေးတယ် GPU အနေနဲ့လည်းကျွန်တော်တို့အနေနဲ့ integrated တွေကပဲလုံလောက်ပါတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ Intel ရဲ့ Iris တို့ပြီးတဲ့အခါကျတော့ AMD ရဲ့ Radeon တို့အဲ့ဒီဟာတွေကျွန်တော်တို့လုံလောက်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ GTX series နဲ့ RTX entry series တွေကိုပို့ပြီးတဲ့အခါကျတော့အကြံပေးပါတယ် GTX series မှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ GTX 1650တို့1660တို့ပြီးတဲ့အခါကျတော့ RTX entry series မှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့RTX 2015တို့ပြီးတဲ့အခါ RTX 3050တို့ကိုကျွန်တော်အကြံပေးပါတယ်ကျွန်တော်အကြံပေးခြင်းတဲ့ model တွေကတော့ကျွန်တော် Lenovo မှာ LOG ကိုအကြံပေးပါတယ်ပြီးတဲ့အခါကျတော့ Asus ထဲမှာဆိုလို့ရှိရင်ကျွန်တော် Asus TUF ရဲ့ A15 ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ HP ရဲ့ Vitas 15ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ MacBook ကိုသုံးနေတယ်ဆိုလို့ရှိရင် MacBook Pro မှာ M2 ဒါမှမဟုတ် M1 လောက်ဆိုရင်ကျွန်တော်တို့အဆင်ပြေပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီ high end user တွေအတွက် best specification တွေကလိုအပ်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့က 4K video editing တွေလုပ်မယ်ပြီးတဲ့ခါကျတော့ 3D rendering တွေလုပ်မယ် game တွေကိုကျွန်တော်တို့ high setting နဲ့ဆော့ကျင်တယ်ပြီးတဲ့ခါကျတော့ကျွန်တော်တို့ AI training နဲ့လုပ်ချင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ CPU အနေနဲ့ကကျွန်တော် Intel ရဲ့ i7 ကိုမှကျွန်တော်တို့13 gen ဒါမှမဟုတ်14 gen အဲ့ဒါကိုမှကျွန်တော်တို့ H8 series ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ Ryzen ဟိုမှ Ryzen 7တို့ Ryzen 9တို့ကိုမှကျွန်တော်တို့9000ရဲ့ H8 series ကိုကျွန်တော်အကြံပေးပါတယ် RAM အနေနဲ့ကတော့ဒီလိုမျိုး high end တွေသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ 32GB ကို recommend ပေးပါတယ် GPU ကတော့ကျွန်တော်အနေနဲ့ကတော့ RTX ရဲ့4060တို့ပြီးတဲ့အခါ4080တို့4080တို့ကတော့ကျွန်တော်တို့အနည်းဆုံးလိုအပ်ပါတယ်ပေါ့ပြီးတော့ storage အနေနဲ့က 1TB SSD ကိုကျွန်တော်အကြံပေးပါတယ်ကျွန်တော်အကြံပေးခြင်းတဲ့ model တွေကတော့
Asus ရဲ့ ROG Strix တို့ပြီးတဲ့အခါကျတော့ Lenovo ရဲ့ Legion Pro 5တို့ပြီးတဲ့အခါကျတော့ MacBook Pro မှာကျွန်တော်တို့ M3 တို့ M4 တို့အခုနောက်ဆုံးပေါ်တဲ့ M5 တို့ကိုအကြံပေးပါတယ်ပြီးတဲ့အခါကျတော့ MSI ရဲ့ Radar ကိုကျွန်တော်အကြံပေးပါတယ်ကျွန်တော်ပြောတာလည်းတော်တော်ဆုံးလောက်ပြီးထင်ပါတယ်ဒါကြောင့်မို့လို့နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကျွန်တော်ဒီ laptop ကိုမဝယ်ခင်ကိုကဘာလုပ်မလဲဆိုတာကိုအရင်သိထားဖို့လိုပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ပြီးတဲ့အခါကျတော့ဆုံတွေ့ပါမယ်